ဒီခင်းကကျွန်တော်တို့မျိုးကတော့စမုံလက်နှမ်းမျိုးပေါ့နော် TBLBX7 ပေါ့နော်မျိုးကတော့မျိုးကအဲ့ဒီမျိုးကိုမှဒီနေ့အထိဆိုရင်ကျွန်တော်တို့ဒီနေ့73ရက်ဆိုတော့ဟိုဟာကျေရ26ကကျေတာဆိုတော့ဒါဒီနေ့အထိသူ့ရဲ့တက်တန်း18ရက်သားတက်တန်းရှိသွားပြီပေါ့နော်18ရက်သားတက်တန်းဖြစ်သွားပြီဒီမှာပူပေါက်ကလေးစပြီပေါ့နော်ပူပေါက်ကလေးစပြီဒီမှာ18ရက်သားဖြစ်သွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကအပင်အားစေးနဲ့ပုတ်သက်စေးပေါ့နော်ပုတ်သက်စေးကိုကျွန်တော်တွဲဖြန့်မဲ့အနေထားပေါ့မနက်တင်ဖြန့်မှာပေါ့နော်ပုတ်သက်စေးနဲ့အပင်အားစေးတွဲဖြန့်မဲ့အားစေးအနေနဲ့ကျွန်တော်ကဗာဖြန့်မလဲဆိုတော့အားစေးအနေနဲ့ကျွန်တော်တာဘိုနှမ်းအထူပေါ့နော်နိုက်ထရိုဂျင်40 phosphorus က 2.5 potassium ကကြာတော့ 3.5 ပါတဲ့ NPK အချိုးသုံးမျိုးပါတယ်ကျွန်တော်တို့မင်းမော်ကုမ္ပဏီနဲ့တင်ဖြန့်ချိတဲ့တာဘိုနှမ်းအထူကိုကျွန်တော်တို့ဖြန့်မှာဖြစ်ပါတယ်မနက်ကိုပေါ့နော်ဒီထုပ်ကိုဒါ 1kg ပါ 1kg ကျွန်တော်2ဧကစာပေါ့နော်ဒီထုပ်ဒါကိုမနက်ဖြန်ပုတ်သက်စီကကျွန်တော်တို့ကုမ္ပဏီကဥစ္စာကိုတော့ကျွန်တော်မပေးတော့ဘူးမပေးတော့ဆိုတော့တောင်သူမှာဆေးလက်ကျန်ရင်တော့မပေးတော့ဆေးလက်ကျန်ကြီးကျန်သေးရဲ့ဆိုတာနဲ့ကျွန်တော်ဒီတစ်ချိန်တော့အဲ့ဒါပဲဖြန့်ခိုင်းရပါတော့ဆေးလက်ကျန်လည်းပြတ်သွားနောက်တစ်ချိန်ကျမှကျွန်တော်တို့ရှိရပုတ်သက်စီပါမယ်ပေါ့နော်ပုတ်သက်စီတို့မှုသက်စီတို့နောက်အပင်အားစီပါညာပေါ့လိုအပ်တဲ့အားပေါ့အခုတစ်ချိန်တော့ကျွန်တော်တို့ရှာတာဘူးနှမ်းအတူအားစီနေနဲ့ဖြန့်ပါပေါ့နော်ပုတ်သက်စီကတော့လက်ကျန်စီနေဖြန့်ပါဖြစ်ပါတယ်ဒီနေ့ဒီဆိုဒီကောင်က18ရက်သားဖြစ်သွားပြီပေါ့နော်18ရက်သားအခင်းပါအပေါက်မညီဘူးပေါ့နော်ဒီခင်းအပေါက်မညီဘူးဒီမှာဆိုတာပိုးပေါက်ကလေးဖြစ်နေပေါ့နော်ပိုးလေးစကိုက်ပြီပေါ့ဒါကတော့ဘယ်သီးနဲ့မဆိုဒီတိုင်းမှာပဲနှစ်ပဲလေးဒီတိုင်းမှာပဲပဲဒီစိမ့်နဲ့ဒီတိုင်းမှာပဲတော်တော်များလေစဘာမှာလည်းဒီတိုင်းမှာပဲ15ရက်သားရင်းနေစေဆိုတာနဲ့ပိုးလေးရစရတာပဲရလေးရက်ကက်လိုဟာမျိုးလေးစလာတယ်ချစ်စားပိုးလေးစလာတယ်အဲ့လိုပေါ့နော်စဘာမှာဆိုရင်လည်းပဲဒီစိမ့်မှာလည်းဒီတိုင်းမှာပဲငရုတ်တူပေါင်းမှာဒီတိုင်းမှာပဲ15ရက်သားဆိုရင်သူကဒီဒဏ်ကိုစခံရတာပဲပိုးဒဏ်